ပြောတာပါကွယ်ခက်တဲ့တက်လေမြတ်ချေဘယ်သူများကြားကဖြစ်တယ်ပြောပါခင်လေးရဲ့ခင်မင်းနာတွေခွဲမြတ်တာရဲ့ပတ်ခါရဲ့သစ္စာခလတ်တွေချင်နာတာတွေခွဲမြတ်တာရဲ့ပတ်ခါရဲ့သစ္စာခလတ်တွေပြောပြခဲ့လို့ယုံယုံကြည်ကြည်ချစ်စေတဲ့နဲ့ချစ်စေတဲ့နဲ့မောင်ကိုချစ်ရင်ပြောပါလားကွယ်လိမ့်မလိမ့်ပွေလိမ့်ရှုပ်တယ်